Hello, my Mingla Vinyao Jenny to Safari. Okay, but for Maro match the word to the chorus number so match Lopia Babono. Sadali no war Sadali ne correct number so Namali ne match Lopia upon my 3 so 3 got out my machine 3 also so no. The out my 3 got the outation the 3 net the ali net the apoga apostle the 3 net no. Match လုပ်တဲ့ချိန်မှာတရားမျိုးလေးပေါ့နော် line လေးဆွဲသွားမယ် okay ဆွဲသွားပြီးတော့ဖက်ထိတော့သွားအောင်ပါဆိုအောက်ထိသွားမယ်နော်တရားတီ okay တရားလေးနဲ့ပေတာလေးနဲ့ပေါ့နော်ခလေးလေးကိုတော့ပေတာလေးနဲ့ match လုပ်ခိုင်းမယ်ပေါ့နော် okay x ဆိုလို့ရှိရင် x နဲ့ပေတာလေးနဲ့ခလေးလေးကိုချိန်ခိုင်းပါမယ်ဒီမှာ a နဲ့ချိန်မယ် tank ဆိုလို့ရှိရင်လည်းဒီနေရာမှာ tan နဲ့ဘာလုပ်ပေးလိုက်မလဲ match လုပ်ပေးလိုက်မယ် 5ဆိုတဲ့အခါကျတော့ 5ကအပေါ်မှာဆိုတော့ဒီ5နဲ့နော်နောက်လေးဒီ5နဲ့ match လုပ်ပေးလိုက်ပါမယ်9ဆိုတဲ့အခါကျတော့ဒီမှာ9နဲ့ inverse နဲ့ numeral လေးနဲ့9နဲ့ match လုပ်ပေးပါမယ် okay နောက်တစ်ခုကကျတော့2နဲ့ဒီဘက်က2လေးနဲ့ match လုပ်မယ်4 okay ဒီဘက်က4နဲ့ match လုပ်ပါမယ်6ဆိုတဲ့အခါကျတော့ဒီဘက်မှာ6ပါ okay တစ်ခုပါကျန်တယ်1 okay 3 8 10 5 9 2 4 6ပါနော်1မပါပါဘူး okay သူတို့ match လုပ်တာပြီးသွားပါပြီ okay ပါ now မိခွန်းလေးတစ်ခုကတော့ ဒီမှာ count the number and apple in each basket ဒီ basket ခုချင်းစီတွေက apple လေးတွေကိုဘာလုပ်ခိုင်းဆိုရေတွက်ခိုင်းနေပေါ့နော် then ပြီးတော့ cycle the correct number and write in word on the basket basket ထဲမှာဟိုပေါ့နော်စာသားလေးတွေနဲ့လည်းရေးခိုင်းတဲ့ correct number ကိုလည်းဘာလုပ်ခိုင်းလဲဆိုရင် cycle လည်းလုပ်ခိုင်းတယ်မှန်ကန်တဲ့ number လေးတွေကိုလည်း cycle လုပ်ခိုင်းပြီးတော့ in word အနေနဲ့လည်းဘာဖြစ်လဲရေးပေးပါတဲ့ဆိုပြီးပြောထားတယ် okay alright ဒီမှာကြည့်အောင်ပထမဆုံးအနေနဲ့ okay ဒီမှာသူပါပေးထားလဲဆိုတော့ word အနေနဲ့in word နဲ့ရေးပေးတာ for ဆိုတော့ okay correct number လေးကိုဘာလုပ်ပြရမလဲ cycle လေးလုပ်ပြရမယ် for okay next another question okay ဘေးကလည်းဒီမှာဘာရေးပြရတော့မှာလဲပန်းသီးလေးတွေကိုရေးတွက်ကြည့်တဲ့အခါကျတော့1 2 3 4 5 6 7 okay 7ဆိုတဲ့အခါကျတော့ correct number က7လေးကို cycle လုပ်ပြီးဝိုင်းပေးပြီးတော့ in words နဲ့ရေးရမယ်ဆို7ဆိုတော့ SEVEN 7ဆိုပြီးတော့လည်းရေးပြရပါမယ်နောက်တစ်ခုထပ်သွားပါမယ် another question C D C နဲ့ဒီမှာဆိုလို့ရှိရင်လည်းအရင်ဆုံး counting လုပ်ကြည့်အောင် counting လုပ်တဲ့အခါကျတော့okay ဒီမှာအောက်ကနေစရအောင်1 2 3 4 5 6 7 8 9ဆိုတဲ့အခါကျတော့အရေးအတွက်က9ဆိုတော့9ကို cycle လုပ်မယ်စာသားအနေနဲ့ရေးမယ်ဆိုရင်လည်း in words အနေနဲ့ 9 ဆိုပြီးတော့ရေးပေးရပါမယ်ဒီကကျတော့လေ1 2 3 4 5ဆိုတော့ cycle the number ဆိုတော့ number is the 5 okay 5ကို in words အနေနဲ့ဆိုရင် F5VE5 okay another question RE ဒီနဲ့ okay ပါ1 2 3 4 5 6 7 8ဆိုတော့ cycle in the number okay 8 or in words is there EIGHT 8 bar okay 1 2 3 4 5 6 cycle the number is 6 okay 1 2 3 4 5 okay in words is the SIH6 okay ဒီမျိုးလေးရေးပြရမှာဖြစ်ပါတယ် okay G ကကြတော့1 2 3 so cycle the number 3 okay in word is DHREE3 okay about 1 2 3 4 5 6 7 8 9 10 cycle the number 10 DEN 10
Another question. Count and write the correct number of objects. ဒီမှာလည်းဒီ objects လေးတွေပေါ့နော်ဒီအဝတ္ထုလေးတွေကိုမှန်ကန်တဲ့ number လေးတွေဘာလို့ပေးရမလဲဆိုရေးပေးရမယ်ရေးတွက်ပြီးတော့ပေါ့နော်ရေးတွက်ပြီးတော့ရေးပေးတဲ့အခါကျရင်1 2 3 4 5ဆိုတော့ answer is က5ဆိုပြီးတော့ရေးပေးရပါမယ်ပြီးမှဆိုရင်လည်း count အရင် count လုပ်မယ်ပေါ့နော်ရေးတွက်မယ်ပေါ့နော်ရေးတွက်တဲ့အခါကျရင် okay 1 2 3 4 5 6 7 8 9 10ဆိုတော့ okay answer is 10 okay ဒီမှာ1 2 answer is 2 the answer is 1 2 3 4 5 6 7 okay answer is 7 1 2 3 answer is 3 okay 1 2 3 4 5 6 7 8 answer is 8 dx okay 1 2 3 4 5 6 7 8 9 answer is 9 1 2 3 4 5 6 answer is 6 1 2 3 4 answer is 4 so we are okay now the question is draw more no star လေးတွေက to show extra extra လေးဆက်ပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ် okay star လေးတွေကဘယ်နှခုပဲရှိလဲဆိုတော့1 2 3 4 5ဆိုတော့သူကပြောထားတာ extra ဆိုတော့ 6 7 8ဆိုပြီးတော့ထပ်ပြီးတော့ star ပုံလေးတွေဘာလုပ်ပြရမလဲဆိုလို့ရှိရင်ကလေးငယ်လေးတွေကိုတပုံဆွဲပြပြီးရင်သူတို့တွေကိုဘာလုပ်ခိုင်းရမှာလဲဆိုရင်ဆွဲခိုင်းရမှာဖြစ်ပါတယ်โอเคနော် star ပုံလေးတွေကိုညီညီလေးဆွဲပြရမှာပေါ့နော် star ပုံလေးတွေโอเคပါ star ပုံလေးတွေထပ်ပြီးတော့ဆွဲပြရပါမယ်Another question is draw more not draw more ဆိုတာကဘာပုံလေးတွေလဲလာချမ်းပုံလေးပေါ့နော် to show 10 more ဆိုတော့ more ပုံလေးတွေကို10ခုတောင်မှဆွဲပေးရမယ်ဆိုတော့သူကဆွဲပေးထားတာကဘယ်နှခုပဲလဲဆိုတော့1 2 3 4ဆိုတော့ okay 5 6 7 8 9 10ဆိုတော့နောက်ထပ်10ခုတောင်ကိုထပ်ပြီးတော့ဘာလုပ်ပေးရမလဲဆိုတော့ more လေးတွေကိုထပ်ပြီးတော့ဆွဲပေးရပါမယ်Okay ဆွဲတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကလေးငယ်လေးတွေကိုသူတို့ကိုယ်တိုင်လက်ကလေးနဲ့ဒါဆက်လက်ပြီးတော့ဆွဲမှာပေါ့နော်ဆက်လက်ပြီးတော့ another question is draw more နော် to show nice sun နော်နေပုံစံလေးကိုကိုဆွဲခိုင်းနေဆွဲပေးထားတာဘယ်နှခုပဲလဲ1 2 3ဆိုတော့ okay 4 5 6 7 8 9ဆိုပြီးတော့နောက်တစ်ထပ်ပြီးတော့ဘာလုပ်ပြရမလဲနေပုံစံလေးတွေဆွဲပြရပါမယ် okay ဒီလိုလေးတွေခွေဝါးတာလေးတွေပါနော်နေပုံစံလေးတွေဒီလိုလေးတွေခွေဝါးပြီးတော့ okay ပါပုံနဲ့ပုံလေးတွေနဲ့နော်ဒီလိုလေးတွေဆွဲပေးသွားပါမယ် okay ပါ draw more နော် draw more ဆိုတော့ planet လေးနော်ဒီပုံလေးပြထားတယ် to show that to show 7 planets တဲ့ခုနခုဆွဲပြရမယ်ပေါ့နော်ဒီမှာခုနခုဆိုတော့က1 2ဆိုတော့ခါကြတော့ okay 3 4 5 6 7ဆိုတော့ထပ်ပြီးတော့ဒီမှာတို့တွေကဆွဲပြရပါမယ် okay နော်ဆိုရင်ပုံလေးရေးဆွဲပြီးတော့မှဒီမှာဆိုလို့ရှိရင်ဒီမှာဒီမျိုးပေါ့နော် white ထားတဲ့ပုံလေးokay ပါဒီပုံလေးပေါ့နော်ဆွဲပေးလိုက်ရပါမယ် okay ပါ